ပြပြပေးမယ့်အကြောင်းအရာကတော့ကျွန်မစီမှာမိကုံးလေးတစ်ခုရောက်လာတယ်ပေါ့နော်အဲ့မိကုံးကဘာလဲဆိုတော့သူက cutting department နဲ့ပတ်သက်ပြီးတော့တဲ့ cutting ခင်းတဲ့အချိန်မှာဖြစ်တဲ့ road shortage ရဲ့အစနည်းလေးကိုပဲရေးပေးပါဆိုပြီးတော့ပြောထားတယ်ပေါ့နော်ဆိုတော့ cutting ခင်းတဲ့အချိန်ကြတော့မှ road shortage ကိုသိတယ်ဆိုတဲ့အခြေအနေမှာကျမတို့ဒီ site က2မျိုးရှိပါတယ်သူကဘယ်လိုမျိုးဖြစ်မလဲဆိုတော့ပထမတစ်ချက်ဒီ buyer site ကနေစဉ်းစားမလားဒုတိယတစ်ချက်က factory site ကနေပြီးတော့စဉ်းစားမလားဆိုတဲ့ဟာကျွန်တော်တို့က materializer ဖြစ်တဲ့ခါကျတော့ buyer စီဘက်ကနေလည်းစဉ်းစားပေးရမယ် factory site ကနေပြီးတော့လည်းစဉ်းစားပေးရမယ်ဆိုတော့ဒီနားလေးမှာတော့ကျွန်တော်အရင်တော့လုပ်ပူတဲ့ပုံစံလေးတွေကိုနည်းနည်းလေးပြန်ပြီးတော့ sharing လုပ်ပြီးသွားပါမယ်အဓိကကျတော့ဒီမှာပိတ်ဆောင်မှာ road shortage ဖြစ်တာကတော့ဒါကတော့ပုံမှန်ဖြစ်နေကြလို့တော့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်သို့တော့တခုရှိတာကပိတ်လိုက်တစ်ခုမှာဆိုလိုတာကဒီမှာပိတ်လိပ်တစ်ခုမှာ1မီတာရော့တယ်ဆိုလို့ရှိရင်ပိတ်လိပ်က10လိပ်ဆိုလို့ရှိရင်10မီတာရော့မယ်ဟုတ်တယ်နော်ပိတ်လိပ်က10လိပ်ဆိုရင်10မီတာကဲရိတ်ကပိတ်လိပ်က100ဆိုလို့ရှိရင်ကြတော့မီတာ100ကျွန်တော်တို့သွားပြီးတော့ရော့နေလိမ့်မယ်ဆိုတော့ဒါဆိုလို့ရှိရင် percentage အပြင်ကဘယ်လိုဖြစ်မလဲဆိုတဲ့ဟာပေါ့ဟုတ်ဘာလို့ဒီနေမှာဆိုလို့ရှိရင်နှစ်ခုစဉ်းစားလို့ရတာကပထမတစ်ချက်ကကြတော့ဒီ favorite ကို4 point system နဲ့ဒီပေါ့နော်ဆက်နဲ့ပေါ့ပိတ်စစ်တဲ့ဆက်နဲ့စစ်တဲ့အချိန်မှာပိတ်လိုက်က road shortage ရှိနေတယ်ဆိုလို့ရှိရင်သူ့ရဲ့ percentage ပေါ်မူတည်ပြီးတော့ buyer စီကိုကြိုပြီးတော့အကြောင်းကြားရမယ်ဒါကတစ်ချက်ပြီးရင်ဒုတိယတစ်ချက်ကကြတော့အဲ့လိုမျိုးပိတ်လိပ်ကိုစစ်တဲ့အချိန်မှာ road shortage ကတော်တော်များနေဆိုလို့ရှိရင်ကျန်တဲ့ပိတ်လိပ်တွေကိုလည်းကျမတို့ဒီ manually အဖြစ်တော့ကတ်တင်မှာကြိုပြီးတော့စစ်ထားတာပို့ပြီးတော့ကောင်းတယ်ပြီးတော့ကျွန်တော်တို့ထပ်စဉ်းစားရမယ့်အချက်ကကြတော့ buyer site ဒီ buyer site ကပိတ်စကိုတော်တော်များများပို့ပြီးတော့ပေးတတ်တဲ့အမျိုးအစားထဲမှာသူပါလားဒါမှမဟုတ်လို့ရှိရင်ပိတ်စကိုရှော့ပြီးတော့ပေးတဲ့အမျိုးအစားတွေမှာပါလားပေါ့အကယ်၍တချို့ပိုင်ယာတွေကကြတော့ပိတ်စကိုပို့ပြီးတော့ပေးတတ်တယ်ဆိုလို့ရှိရင်သူတို့ပေးတဲ့ပိတ်စကိုကျွန်တော်တို့ထည့်ပြီးတော့သုံးပြလို့ရမယ် road shortage အတွက်ကို cover ဖြစ်မယ်ဒါဆိုလို့ရှိရင် garment မှာ shortage ကဖြစ်မှာမဟုတ်ဘူးအဲ့လိုမဟုတ်ဘဲနဲ့ဒီဘက်မှာကဘိုင်ယာကကြတော့ဒီပိတ်စနဲ့ပတ်သက်ပြီးတော့နည်းနည်း sensitive ဖြစ်တယ်ဆိုလို့ရှိရင်သိချတာဒီကျမတို့ဒီလုံးဝဒီပေါ့နော်ဒီ style နဲ့ပတ်သက်ပြီးတော့ line မစခင်မှာ cutting မစခင်မှာပိတ်စကိုပိတ်စစ်တဲ့ဆက်နဲ့ road shortage ကိုအရင်စစ်မယ်။ Okay စစ်တဲ့အချိန်မှာ road shortage ကတိတိတတ်အရင်များနေတယ်။လုံးဝလက်မခံနိုင်တဲ့အနေအထားမျိုးဆိုလို့ရှိရင်ဘိုင်ယာကို inform ပေးမယ်။ manually အဖြစ်တော့နောက်ထပ်10% ဖြစ်ဖြစ်20% ဖြစ်ဖြစ်ထပ်ပြီးတော့စစ်ပေးလို့ရမယ်။ဒါကကြတော့ကျွန်တော်တို့ marginalizer တွေလုပ်လို့ရတဲ့အပိုင်းပေါ့။နောက်တစ်ဆင့်ကိုထပ်ပြီးတော့တက်မယ်ဆိုရင်တော့ marginalizer manager ပဲဖြစ်စေဒါမှမဟုတ်ဒီဟာကို decision making လုပ်ပေးနိုင်တဲ့တယောက်ကနေပဲဖြစ်စေဆုံးဖြတ်ပေးရမှာပေါ့နော်ဆိုလိုတာကပိတ်လိပ်တော်တော်များများကအမြဲတမ်းအခုလိုမျိုး percentage တွေနဲ့ road shortage တွေဖြစ်နိုင်နေဆိုလို့ရှိရင်ပထမတစ်အချက်ကစက်ရုံကဒါကိုတာဝန်ယူပြီးတော့100%စစ်မလားဒါမှမဟုတ်လို့ရှိရင် report ကိုကတ်တင်မစခင်10ရက်ပဲဖြစ်စေဒါမှမဟုတ်ကတ်တင်မစခင်တစ်ပတ်ပဲဖြစ်စေအနည်းဆုံးကတ်တင်မစခင်3ရက်မှာပဲဖြစ်စေကြိုပြီးတော့ပို့ပေးရမလားဒါတစ်ချက်Okay ကဲ၍များအခုလိုမျိုးမလုပ်နိုင်ဘူးဟိုဟာတိထားတယ် production ကတော့ဒီတိုင်းမလုပ်နိုင်ဘူးဆိုလို့ရှိရင်ကျမတို့ကဒီဘက်ကပိုင်ယာနေကိုတော့ညှိရမယ်ပေါ့နော်ပိတ်စကသူတို့ရဲ့ဒီပိတ်စဆိုရင်ပုံမှန်အဖြစ်ဆိုရင်2% လောက်က road shortage ဖြစ်တတ်တယ်ဆိုရင်စပြီးတော့ပစ္စည်းပေးတဲ့အချိန်မှာတည်းက2%စာလောက်ကြိုပြီးတော့ပေးထားမယ်ပေါ့ Okay ဒါမျိုးလေးတွေကကြတော့ကျွန်တော်တို့ဒီပိတ်စမှာတဲ့အပိုင်းမှာငွေရေးကြေးပိုင်းနဲ့သွားပြီးတော့ချိတ်ဆက်တာမျိုးတွေရှိတယ်ဆိုတော့ပထမအဦးဆုံးကိုကစက်ရုံတစ်ခုကိုရောက်ပြီးဒီစက်ရုံရဲ့ procedure အရင်ဆုံးနားလည်အောင်လုပ်မယ်ပထမတစ်ချက်ဒုတိယတစ်ချက်ကတော့အဲ့လိုမျိုးခုနလိုမျိုး road shortage တွေဖြစ်လာပြီဒီ case တွေကနည်းနည်းရှင်းရတာခက်တဲ့ case မျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့ manager ကြီးလူကြီးတွေနဲ့ပြောပြီးတော့ဒီ case မျိုးတွေကအမြဲတမ်းဖြစ်နေတယ်ဒါကို style တိုင်းမှာဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်နောက် style တွေမှာဘယ်လိုမျိုးလုပ်မလဲဆိုတဲ့ဟာကိုတော့သူတို့နဲ့ဆုံးဖြတ်ချက်ယူပြီးတော့ရှင်းလို့ရမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ style တိုင်းမှာ road shortage တွေကအမြဲတမ်းဖြစ်နေအောင်ပါပဲ style တိုင်းမှာလည်း buyer နဲ့ factory နဲ့ကြားထဲမှာအခုလိုမျိုး road shortage နဲ့ပတ်သက်ပြီးတော့ပြဿနာကြီးဖြစ်မယ်ဆိုရင်ရေရှည်ဆိုမကောင်းဘူးပေါ့နော်ဒါကြောင့်မို့လို့ပထမဆုံးဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဒီရှင်းလို့ရသလားကိုရှင်းမယ်ရှင်းပြီဆိုလို့ရှိရင်နောက်ထပ် season တွေမှာနောက်ထပ် order တွေမှာတိကျပို့ပြီးတော့ရော်နေအောင်လို့ဘယ်လိုမျိုးလုပ်လို့ရမလဲဆိုတဲ့ဟာကို factory manager တွေနဲ့ဒီစက်ရုံက merchandiser တွေ manager တွေနဲ့ပူးပေါင်းပြီးတော့ဖြည့်ရှင်းတာကအကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်နော်